ထွက်သွားတော့မယ်ဆိုအပြေဒီဆိုင်ရာလေးစိတ်ကြီးနဲ့ငုံလို့ဒီနိုင်ငံကမထွက်သွားတော့မယ်ဆိုအပြေဒီဆိုင်ရာလေးစိတ်ကြီးနဲ့ငုံလို့ Bye 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 bye
bye 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 ချစ်သူတွေလည်းမဟုတ်ပါငါတို့တငယ်ချင်းတွေထပ်ဖို့အဲ့လိုဖြစ်တာငါကိုကြွေအောင်တကယ်မင်းချွေတတ်လို့မင်းအားရပြစ်ဖတ်ဖို့ email တွေပို့ထားမယ်ဟိုမှာချင်းနေဘလို့များလဲရီးစားရပြီလားပြောတော့တို့ကိုရှုပ်ထားနေသူရှိရချက်ကရှင်နေချမှာပညာရှာဖို့ပြီးရင်ကိုတိုင်းပြည်ကိုပြန်ပြီးချုပ်ပြီးချင်းတာပါဆိုချစ်ချူပါတဲ့တငယ်ချင်းရငါမှရင်နာကိုဟိုမှာဘသူနဲ့တွေ့မျက်နှာဆက်တော့မင်္ဂလာပါလို့ရောက်တပတ်ကဖုန်းနဲ့လွှမ်းတဲ့ရင်းနဲ့တူငုံမိတယ်အဆောင်မိထမိပါနဲ့နေချောင်းကတပသူပေါ်တိမလဲသူရှိတော့ရန်တော့နဲ့လာကောင်မလေးတွေကိုကျူးသလိုမကြည့်နဲ့စိတ်ချငါကနေပြန်လာမဲ့ချိန်ထိလူပြိုကြည့်ပဲရန်ကုန်မြို့မှာမိုးတွေမိုင်းပြရွာရင်လွှမ်းနေလှိုင်းထားကြလှိုင်းစာမရနာချင်းရိုင်းသွားတဲ့ရာဇဝင်တွေလိုတိုင်းတပါးသာရှာမချစ်ဖို့ငါတို့တငယ်ချင်းတွေဝိုင်းတာကြမှာအသင့်သူနှလုံးသားငါပြောင်းတဲ့မြေတွေတန်လုံးကမဟောင်းနဲ့စကားဖြစ်မယ်နေလုံးမကောင်းရဲ့လားချစ်ရဲ့ရန်တရားနေတယ်အဆောင်ကပြောင်းရဲ့အောင်ဝဲနေတာကြတော့မှလည်းကြောက်တယ်အားလုံးဆောင်နေတယ်ရုပ်ကြည့်အမြင်ပြန်လာကွယ်နေလုံးမကောင်းရဲ့လားချစ်ရဲ့ပြောတာသူကြောင့်ပါပဲသူတို့တငယ်ချင်းနဲ့ဆုံရင်ပြောမှာဘသူကြောင့်ပါမလဲနေချမ်းမှာပါစေအိတ်ကလေးထဲမှာဆူတောင်းစားတဲ့ကျိုးနဲ့ချီပြီးနေတဲ့လွတ်ဖို့မိုးပြန်ပူပေါင်းရှာဝဲ Oh yeah ဒီနေ့တော့လေကိုကြွေးပြီးပေါ့လေဝေးလေငါရောက်တဲ့ရွှေတကုန်းစေးဒီပေါ့အမပိုင်းရစီပြီးကလူပြီးကကုသိုလ်ယူခေါ်တယ်လားစားရကြွေးမြောက်ဝေတော့ဘဝသုံးလုံးကဘဝနဲ့နေပေါင်းဝဲခေါ်နေရတာသမီးနဲ့ရစေတော့နောက်လာဆိုရင်ရှိုးရရှိတယ်မျောစင်ကျွန်းတယ်မှာပေးရရတုံဖြစ်ပြီးနဲ့တူပြောချင်းလွန်ခဲ့သမျှချမ်းမြေချင်းနဲ့ထက်ကိုပို့ပြီးဖော်မင်းလွန်တယ်ငါအညံ့နေပြအောင်ကောင်းရှုပ်ပြမတယောက်ကင်မွန်းနေကွာလောကဒန်ရိုက်ချက်တဲ့ကြားတဲ့ခါတလေစိုက်ဖတ်တဲ့များလဲစိုက်မမစားတဲ့ကြိုးစားပါ night club တွေမတော်တဲ့နောက်ဆုံးမှကျင်တာတော့ဘယ်နေရာရောက်နေမှာဆိုတော့မမေးဖို့နေပြန်လာမဲ့ဆုံးငါထိတ်ဆုံးကတော့ကျုံတော့ငါပြောင်းတဲ့မြေတွေဘယ်လုံးကမဟောင်းနဲ့စကားဖြစ်မယ်နေလုံးမကောင်းရဲ့လားချစ်ရဲ့ရန်တရားနေတယ်အဆောင်ကပြောင်းရဲ့အောင်ဝဲနေတာကြတော့မှလည်းကြောက်တယ်အားလုံးဆောင်နေတယ်ရုပ်ကြည့်အမြင်ပြန်လာကွယ်နေလုံးမကောင်းရဲ့လားချစ်ရဲ့အလုပ်ကိုကြိုးစားနေပြီပြောရင်းပြန်ကြီးစီးပြီးနေစီလာလဲမလို့အလုပ်ကိုကြိုးစားနေပြီပြောတော့ချထင်းသေးပြီးတော့နေထားခဲ့မှာဆိုအလုပ်ကိုကြိုးစားနေပြီပြောရင်းပြန်ကြီးစီးပြီးသူကိုပြန်ခေါ်မလို့အလုပ်ကိုကြိုးစားနေပြီပြောတော့ချရေးချင်းမရှိလို့နေထားခဲ့မှာဆိုတော့အမားတွေသူ့ကိုပြန်သွားမတိုင်ပါနဲ့လူချင်းမတွေ့လဲအတန်းကြားနိုင်တာပဲအမားတွေသူ့ကိုပြန်သွားမတိုင်ပါနဲ့ဆိုလို့ဖုန်းမကိုင်ရင်မခံစားနိုင်ပါတကယ်ဟာဖုန်းပြောရင်အချင်းတွေဆိုပြရပေါ်ဗျာသူရင်ဝင်မဟုတ်ရင်မခေါ်နာတတ်တော့ဖုန်းပြောရင်အချင်းတွေဆိုပြရပေါ်ဘခဲရလာရင်အရင်လို့ပိုချတဲ့မစောမှာ yeah ဒီဖာ